င်္ဂလာပါသားရမရတော့ဇာနေဦးဖြစ်ပါတယ်အသက်ကတော့12နှစ်ရှိပါပြီညီမတီတာကဘာလို့တီအောင်တာညီမတီတာကဘာလို့တီအောင်တာဒီရတဲ့တော့တစ်ခေါက်ကဦးစီနဲ့ဖြောပေးရလို့ရမ်းမဲ့ပြောပါတယ်ကျင်းနဲ့ဝမ်းတောင်းနေပါတယ်ကိုယူရတယ်တတဒီတော့ကြတော့စားရဲပမရဲသခွင့်ရဲပူပေါင်းပြီးတော့ခေါ်ယူมาဖြစ်ပါတယ်တောက်တိုင်းနေတာကြရင်တိတ်တက်ကြီးပုံပေးကြပါဦးလို့ပြောနေပါရင်ကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ golden buzzer လေးလည်းဖြစ်တယ် final ကိုလည်းရောက်လာတဲ့ဒါလေးဇာနီကိုကြိုးဆိုပါတယ်ဒါဟေးနောက်ဆုံးကြည့်လိုက်တဲ့အကြည့်တစ်ချက်ကိုတော့ကျွေသွားပြီဗျာကွာတကယ်အားရမှန်တဲ့ ID နဲ့နော်ဘုံဆိုရှိုးလိုက်တာလုံးဝ Okay ပြိတ္တတွေရောတိုင်းတကြီးရောအားလုံးရှိန်သွားအသားကြည့်လိုက်တဲ့အကြည့်ပါကဲဒီတစ်ခေါက်တော့အစမ်းကိုကြိုးစားပြီးတော့ရှင်ပြိုင်သွားတဲ့ကိုမောင်ရဲ့ Grand Boxer ကိုမောင်ရဲ့ကပဲစပြီးသုံးသပ်မှုလေးစပြီးပါအောင်ဗျာဒါရဲ့ဘာမှသုံးသပ်စရာမရှိဘူးဒါလက်နဲ့ဖက်ပဲရှိတာတော့တော်တော်တယ်လို့ပြောရမယ်အရန်ကိုကြီးပါတယ်အရန်ကိုကြီးပါတယ်နော်ဒါနဲ့ဦးနဲ့တစ်သက်လုံးလောက်တွဲသွားခြင်းနေတယ်ဦးကလည်းပြောင်းတယ်ဒါကလည်းလက်တံပြောင်းတယ်ဆိုတော့နေရာလုံးတစ်သက်လုံးတစ်ဘွားလုံးပြင်းပြင်းရောင်ဖြစ်လို့ရပါပြီโอเคကျေးဇူးတင်ပါတယ်ခင်ဗျာအကောင်းဆုံးရပါစေကျေးဇူးများတင်ပါတယ်ကိုမောင်တို့လက်ခုပ်တန်နေကြားကြပါလေဗျာဟုတ်ကဲ့ပါ
မက်ထရီသာရဲ့ comment ကိုလည်းကြားကြပါရခင်ဗျာ တာရဲ့ဒီဖရီစာလေတာရဲ့အရေးချင်းနေတာရဲ့လက်တံတွေကိုကြည့်ပြီးတော့လေမျက်ရည်အောင်ခုနကဝဲတယ်ဟိုအရန်ခုံယူမိတာပဲသားလေးအတွက်လေနော်တာရဲ့တာတပီလုံးရဲ့မြစ်တာကိုတာရသွားတာပဲရသွားမှာပါဗုဒ္ဓင်းကြီးအများကြီးရပါစေတော်လိုက်တာ ပြည့်စုံပြပါစေနော်ဒါလေးမကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါမမိုးရဲ့သုံးသပ်မှုလည်းကြားချင်ပါတယ်ခင်ဗျာ မြမပြည်သားကဘာကိုတည်စေသားသားအရက်ကလေးနဲ့သားလူကောင်သေးသေးလေးနဲ့တီးသွားလိုက်တာသားရဲ့ခုံမျိုးတီးတာအရန်ချစ်ဖို့ကောင်းတာပဲအန်နီမို့အခုအရန်ချစ်တယ်လို့ပြည့်တက်ရသားကိုလည်းအခုအများကြီးချစ်နေပြီဆိုတော့အန်နီမို့ယုံကြည်တယ်အများကြီးပုတ်တင်နေရမှာ ကျေးဇူးများတင်ပါတယ်ပြည့်စုံနဲ့ပြပါစေ ဟုတ်ကဲ့ပါကိုတီရဲ့သုံးသပ်မှုကိုလည်းကြားကြပါရခင်ဗျာ တချင်းကတော့တပုတ်တည်းအုပ်စုကနေ final အထိကိုမျိုးစုံလုပ်ပြသွားတယ်နော်ပထမဆိုင်းရွယ်တီးတယ်ဘာလေးပဲဒုတိယဆင်မှာအိုးစီကိုပြောင်းလန့်အောင်တီးတယ်အခုဆိုင်းရောဟုတ်လားပတ်မကြီးရောအေးတားရဲ့နော်ခုံပြီးတော့ဟိုဘက်ဒီဘက်ပြေးချင်းတီးရတော်တော်လေးတဲ့ကိစ္စကြီးပါနော်လက်တံပြောင်းတယ်ဆိုတာအရင်တော့ကြားဘူးတာအခုတွေ့ပြီနော်အဲ့တော့ဗုဒ္ဓင်များယုံနဲ့မရဘူးဝင်သားဖြစ်ပါစေဗျာ ကျေးဇူးများတင်ပါတယ်ပြည့်စုံနဲ့ပြပါစေဒါလေးနော် ကျေးဇူးများတင်ပါတယ်ခင်ဗျာလက်တံပြောင်းတဲ့တကယ်ကိုကြိုးစားသွားတဲ့သားလေးဇာနီကိုမဲပေးခြင်းနဲ့ဆိုရင်တော့ MGD 02လို့ရိုက်ထည့်ပြီးတော့မှဖော်ပြပါဖုန်းနံပါတ်တွေကိုပေးပို့ရမှာဖြစ်ပါတယ်ခင်ဗျာ မှန်ပါတယ်ကျွန်တော် online ကနေပြီးတော့ mail page နဲ့ဆိုလို့ရှိရင်တော့ www.facebook.com/mmcortalent ကိုဝင်ရောက်ပြီးတော့ကျွန်တော်ရဲ့ဘေးမှာရှိတဲ့မန္တလေးကလာပြိုင်တဲ့သားလေးဇာနီကိုဝင်တာဖြစ်အောင်မဲပေးလိုက်ကြပါစို့ဗျာ ကဲပြည်သူများခင်ဗျာဇာနီကို ချစ်ပရိသတ်များအနေနဲ့မြန်မာ Scotland အပိုင်းစုံကိုဆက်လက်ပြီးတော့ကြည့်ရှုကျင်သေးတယ်ဆိုလို့ရှိရင်တော့ subscribe button လေးကိုနှိပ်ဖို့တော့ချစ်ပရိသတ်များအားလုံးအနေနဲ့မမေ့ကြနဲ့နော်